တရတီးကိုတရတီးဒါကတော့ဗာတရတီးလေဆိုတော့ဗဒမြားငမောက်လို့တော့ပြောတာပဲပေါ့နော်ဗဒမြားငမောက်တဲ့အလုံးကြီးကိုကြည့်ပါလက်ဘွားတော့ဆန့်တော့မဆန့်အလုံးကြီးရလေဗဒမြားငမောက်တဲ့အဲ့ဒီဗဒမြားငမောက်ကိုတရတီးလှီးတဲ့ခါကျရင်အပြင်းလှီးတဲ့အလှီးပေါ့နော်အပြင်းနေလှီးတဲ့အလှီးလှီးကြမယ်ဒါလေအဆေးတွေလေတရတီးမှာအဆေးတွေရှိရအဲ့အဆေးတွေကိုပြောင်းသွားအောင်လို့နည်းနည်းပုတ်ပြီးတော့ဆေးလိုက်တယ်ရေမစိမ်တော့ဘူးမစိမ်တော့ပဲနဲ့မြန်ဆန်နဲ့စင်ပြေတဲ့ညီလေးနဲ့လှီးကြတရတီးကဲလှီးပါပြီလို့လှီးမယ်ဆိုအရန်ကိုခက်ခဲတယ်ပေါ့နော်အရန်ကိုမှခက်ခဲတယ်ပေါ့မလေးတော်တော်လှီးရတယ်ဒီလိုတစ်ပိုင်းဒီလိုတစ်ပိုင်းလှီးလိုက်တယ်ဒီလိုတစ်ပိုင်းလှီးတယ်အဲ့ဒါဒီဘက်တားတွေမနှဲလှီးရတယ်ဒီမှာဒါတစ်ပိုင်းနှစ်ပိုင်းပေါ့နော်ဒီနှစ်ပိုင်းရယ်အဲ့ဒီနှစ်ပိုင်းကိုအဲ့ဒီနှစ်ပိုင်းကိုလှီးပြမယ်ဘယ်လိုလှီးမလဲဆိုရင်ဒီမှာဒါလေးကိုအလဲကနေပြီးတော့ချမ်းလိုက်တယ်အလဲကိုအလဲကနေချမ်းလိုက်တယ်ဒီမှာစားမဲ့အရွယ်လေးတွေစိတ်လိုက်တယ်စိတ်လိုက်ပြီးတော့ဒီလိုလေးပေါ့အောက်ထိမရောက်လို့ကြေးကုန်အောက်ထိမရောက်တော့ကြေးကုန်ဟိုဟာနဲ့မတူဗဒမြားငမောက်ကအတီးကဖွာတယ်တို့ဗါလေရင်ခွဲဆိုရင်ဒီလိုလေးလှန်လိုက်တာနဲ့အကုန်လုံးဟိုဖြစ်စင်ပြေဗဒမြားငမောက်ကိုဒီလိုနီးနဲ့လှီးရင်တိတ်ပြီးအစင်မပြေအဲ့လိုမဟုတ်ရင်လည်းဒီလိုလေးလှုပ်လိုက်မလေးအစင်မပြေဘူးဒီလိုလေးလှုပ်လိုက်နောက်တစ်ခါဒီလိုကပို့ပြီးအဆင်ပြေတယ်အမြောင်းလေးလိတာပို့အဆင်ပြေတယ်ဗဒမြားငမောက်ညို့မနေ့ကတော့ထည့်ပေးလိုက်တယ်အဲ့တရတီးတွေပဲမဟုတ်လားဒီတရတီးပဲမဟုတ်လားခွဲစားလိုက်လားကောင်းလားဟိုကလှီးလို့တိတ်မကောင်းဟိုကနဲ့မတူရင်ခွဲလို့ရင်ခွဲဆိုလှီးလို့ကောင်း